ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ခရိုင်မိုင်းဖြတ်မြို့နယ်မှာဈေးသူဈေးသားများမိဘအန်ဒီရဲ့ကြိုတင်ကာကွယ်ရေးနဲ့မိဘလုံခြုံမှုရှိစေရေးအတွက်မိငိမ့်တက်မှုလက်တွေ့သရုပ်ပြဇက်တိုက်လေးကျင်းကိုမိသားဦးစီးဌာနနဲ့မြို့နယ်စီမံတရားရေးဌာနတို့ပူးပေါင်းပြီးအခုလ17ရက်နေ့လယ်ပိုင်းကမြို့မဈေးမှာဆောင်ရွက်ပါတယ်ပထမဦးဆောင်မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များမြို့နယ်စီမံတရားရေးဌာနမှတာဝန်ရှိသူများမြို့နယ်မိသားဦးစီးဌာနမှနဲ့ဝန်ထမ်းများကံလွန်ရလျက်စစ်မှတာဝန်ရှိသူများဈေးကော်မတီဝင်များကမြို့မဈေးတွင်မိဘလုံခြုံရေးအတွက်မိသက်စေဘူးများမိကျိုးများစနစ်တကျတွေ့တန်းထားမှုရှိမရှိမိန်းခုံများမိသက်ရေကန်များအားလိုက်လံကြည့်ရှုစစ်ဆေးပါတယ်အဲဒီနောက်မြို့နယ်မိသက်ဦးစီးဌာနလက်ထောက်ဦးစီးမှုကမိသက်ပစ္စည်းများကင်တွယ်အသုံးပြုနည်းနဲ့ဆက်လင်းပြီးရှင်းလင်းပြောကြားကာမိသက်တပ်ဖွဲ့ဝင်များက gas အိုးမီငိမ့်သက်ခြင်းစီမီငိမ့်သက်ခြင်းမိသက်ရည်ရင်မိသက်ဆက်များနဲ့ရေပတ်ဖြန်းကမိငိမ့်သက်မှုများကိုလက်တွေ့သရုပ်ပြသကောင်ဈေးသူဈေးသားများမှဇက်တိုက်လေးကျင့်ခြင်းများဆောင်ရွက်ခဲ့ကြတယ်လို့သတင်းရရှိပါရရှင်